ထိုလူ၏ကြောကုန်းမှကြောရုပ်ကြီးသည်ယုံထွက်လာခဲ့သည်၎င်းသည်အပြင်သို့မြင့်တက်လာသည်နှင့်အမျှလူတိုင်းကိုထိတ်လန့်သွားစေမိရုပ်ဆိုးအကြီးတန်းလာသောပုံသဏ္ဍာန်မှာပေါ်ထွက်လာပြီးနောက်ထိုကြောရုပ်ကြီးသည်ကြောက်မက်ဖွယ်ကောင်းသောအော်ဟစ်တန်ကြီးကိုပြုလုပ်လိုက်သည်ဤကြောရုပ်သည်မတ်ကိုအသက်ရှင်အောင်ထိန်းထားပေးနေခြင်းဖြစ်သောကြောင့်၎င်းကိုအလွယ်တကူဖယ်ရှားယူမရနိုင်ပေတေချာစွာစစ်ဆေးပြီးနောက်တွင်ဆရာဝန်သည်ထူးဆန်းသောအချက်တစ်ခုကိုတွေ့ရှိခဲ့သည်ပုံမှန်အားဖြင့်ထိုကြောရုပ်မျိုးသည်လူသား၏အာယုံကြောဆဲလ်များကိုတစ်ဖက်သာကျူးကျော်ဖျက်ဆီးလေရှိတော်လေမတ်မှာမှုထိုကြောရုပ်၏ဆဲလ်များကိုပြောင်းပြန်လဲဝါမျိုးက၎င်းကိုအသုံးချကအသက်ဆက်နေခြင်းဖြစ်သည်သို့တော်လည်းဆရာဝန်၏ခံမှန်းချက်အရမိနစ်20ခန့်အကြာတွင်ထိုကြောရုပ်သည်မိမိကိုယ်ကိုကာကွယ်ရန်အထက်လက်ခံရှင်ဖြစ်သူထံမှကွာထွာသွားလိမ့်မည်ဖြစ်သည်ထိုချိန်တွင်မတ်၏အသက်အန္တရာယ်မှာအလွန်စိုးရိမ်ရမည်ဖြစ်သည်တခုတည်းသောဖြည့်ရှင်းတန်းမှာထိုကြောရုပ်၏ပင်မအာယုံကြောကိုထိန်းချုပ်ပြီးမတ်၏ကိုပိုင်ကြောရုပ်အထိလုံးဝအသွင်ပြောင်းလဲပြရန်တာဖြစ်သည်သို့သောချားလ်စ်ကထိုအကြံဉာဏ်ကိုချက်ချင်းပင်ပယ်ချလိုက်သည်မတ်သည်တန်ချက်ကဝူအဆောင်များကိုပင်လက်ဖလားဖြင့်ပြင်းထန်စွာဒဏ်ရာရအောင်လှုပ်ဆွမ်းရှိသူဖြစ်သည်အကယ်၍ထိုကြောရုပ်၏ကပ္ပပြုခြင်းခံထားရသောမတ်သည်ထိန်းချုပ်မှုလွတ်သွားပါကဖြစ်လာမည့်နောက်ဆက်တွဲဆိုးကျိုးများမှာတွေးဝံစရာပဲမရှိတော့ပေထိုအချိန်တွင်အုပ်ချုပ်ရေးမှူးမော်ဂန်ရောက်ရှိလာသည်သူသည်လူသားမျိုးနွယ်၏အနာဂတ်နှင့်မာနာဂီယာတစ်စစ်ကိုတိုက်ခတ်ရန်အတွက်မတ်သည်ဗမျှအရေးကြီးကြောင်းတည်ထားခဲ့ပါသည်မျောလင်းချက်အနှဲငယ်သာရှိတော့လဲသူတို့လက်မလျှော့နိုင်ပေခွဲစိတ်မှုကိုချက်ချင်းစတင်လိုက်သည်ပထမဦးစွာကျွမ်းကျင်ပညာရှင်များသည်တိကျသောစက်ရုပ်လက်တယ်များကိုအသုံးပြု၍ကြောရုပ်ကိုမတ်၏ခန္ဓာကိုယ်မှဂရုတစိုက်မာယူလိုက်ကြသည်ထို့နောက်ဆေးအဖွဲ့သည်မတ်၏ကြေမူနေသောကြောရုပ်ဟောင်းကိုတိတိကျကျဖယ်ရှားလိုက်သည်ဤအခြေအနေတွင်အနှဲငယ်များလွဲချောသွားသည်နှင့်မတ်၏အာယုံကြောစနစ်ကိုပုံမပင်းထန်စွာပျက်စီးသွားစေနိုင်သည်သို့သောအရေးကြီးနေသောအချိန်တွင်ကြောရုပ်သည်ရုတ်တရက်အလွန်အမြဲရုံကန်လာပြီးခွဲစိတ်ဆရာဝန်ကို၎င်း၏ထက်မြတ်သောလက်သေးများဖြင့်ထိုးနှက်လိုက်သည်ထိုကြောရုပ်သည်လက်ခံရှင်ထံမှအထင်အတန်မှကွာထွက်ရန်စ조사နေခြင်းဖြစ်သည်အချိန်မှာကုံစုံလူနီးပင်ဖြစ်နေသည်ဆရာဝန်၏ဒဏ်ရာကိုအမြန်ကုသပြီးခွဲစိတ်မှုကိုအရှင်ဟုန်မြင့်ပြန်လည်စတင်ခဲ့သည်ဤဒီချိန်တွင်ဆေးအဖွဲ့သည်ဖဲဒမ်ဆက်ပစ္စည်းကိုအသက်သွင်းလိုက်သည်စက်ရုပ်လက်တံများသည်ကြောရုပ်ကိုလှုပ်ရှားမရအောင်လင်းမြန်တိကျစွာဝိုင်းရန်ပိတ်ဆို့လိုက်ပြီးနောက်ပြင်းထန်အပြင်လျှက်စစ်ရှော့များပေးလိုက်သည်ကြောရုပ်သည်လူတိုင်း၏ရင်ကိုတုန်လှုပ်စေသောစူးရှစ်သောအော်ဟစ်တန်ကိုပြုလုပ်ခဲ့တော်လေမကြမီထိုအတန်သည်လူဒန်းစကားတန်အဖြစ်ပြောင်းလဲသွားခဲ့သည်ခွဲစိတ်မှုအစဉ်ပြေချောမွေစေရန်ဆရာဝန်သည်လျှက်စစ်စီးကြောင်းကိုအမြင့်ဆုံးအထိတင်လိုက်သည်ပြင်းထန်သောလျှက်စစ်လုံဆော်မှုအောက်တွင်ကြောရုပ်သည်နာကျင်စွာအော်ဟစ်နေတော်သည်မတ်၏သွေးပေါ်ချိန်နှင့်ကိုယ်အပူချိန်မှအလွန်အမြင့်မြင့်တက်လာသည်လူတိုက်ကမတ်၏ဘေးရန်ကိုစိုးရိမ်နေကြတော်လေဆရာဝန်ကအရာအလုံးထိန်ချုပ်မှုအောက်မှာရှိကြောင်းရှင်းပြခဲ့သည်ရုတ်တရက်ကြောရုပ်၏ဦးခေါင်းပိုင်းမှကျမ်းပင်ပေါ်သို့ပုတ်ပါသွားပြီး၎င်း၏ကိုယ်တံမှမတ်၏ခန္ဓာကိုယ်ထဲသို့ဖြည်းဖြည်းချင်းဝင်ရောက်လာသည်မတ်၏အသက်ရှင်တန်ရဲ့လက္ခဏာများပြန်လဲကောင်းမွန်လာသောကိုတွေ့ရသောကြောင့်လူတိုင်းဝမ်းသာသွားကြသည်ခွဲစိတ်မှုအောင်မြင်ပြီဟုအားလုံးပျော်ရွှင်နေကြသောအချိန်မှာပင်ကျမ်းပင်ပေါ်သို့ရောက်နေသောမာနာပန်းဝင်သည်မိန်ဖြောသောအလင်းတောင်းများကိုထွက်လာခဲ့သည်တချိန်သာပင်ဝေးဝါသောအရက်မှပူးဒဗိုလာစ်များသည်တစုံတစ်ခုကိုခေါ်ယူသောကိုသိရှိသွားတဲ့ကဲ့သို့မိပြတိုင်းစီသို့ဥတီကမိုးချိန်တန်တဲ့ကဲ့သို့အော်ဟစ်လာကြသည်ထိုးထပ်ပိုးပြီးထိတ်လန့်စရာကောင်းသောသည်ကျမ်းပင်ပေါ်သို့ပြုတ်လာနေသောကြောရုပ်၏ဦးခေါင်းပိုင်သည်ရုတ်တရက်လှုပ်ရှားလာခြင်းဖြစ်သည်နောက်တစ်စက္ကန့်တွင်မတ်၏အသက်ရှင်တန်၏လက္ခဏာအားလုံးပျောက်ဆုံးသွားခဲ့သည်ဆရာဝန်သည်မတ်ကိုပြန်လဲအသက်သွင်းရန်အစွမ်းကုန်ကြိုးစားခဲ့တော်လဲနောက်ဆုံးမှာမတ်သေဆုံးသွားပြီဟုကြေညာရခဲ့ပါသည်ထို့နောက်မီဒီယာလိုက်မှာမတ်အသွားတည်ငြိမ်အေးချမ်းသောမီတင်ကလူအခမ်းအနားကိုကျင်းပခဲ့သည်မတ်၏ညုံလောင်းကိုမီးလယ်များသည်တဖြည်းဖြည်းဝါမျိုးစွာသွားတော်လဲမီတင်ကလူရာမှထွက်ပေါ်လာသောအပူချိန်သည်ကြောရိုးကိုလှုံ့ဆော်ပေးလိုက်သောကဲ့သို့ဖြစ်၍အနီရောင်တည့်စီများကိုအများပြားထွက်လုံလာစေသည်၎င်းသည်မတ်၏ဆဲလှုပ်ရှားမှုများကိုတိတိတသားမြင့်တက်စေသည်ကြောရိုးမျိုးစေ့ဂိမ်းဖော်ပြမှုကိုပုံမမြန်ဆန်းလာစေပါသည်မတ်သည်အမှန်တကယ်ပင်